ကဘာပေါ်မှာအကောင်းဆုံးရဲကားတွေကိုဘယ်နိုင်ငံတွေမှာသုံးနေကြလဲကားအရေးအတွက် performance နဲ့ technology ကိုကြည့်မယ်ဆိုရင်အများဆုံးလူတွေသဘောတူကြတာကဒူဘိုင်း UAE ရဲကားတွေပဲဖြစ်ပါတယ်ဒူဘိုင်းရဲတွေမှာ Bugatti, Lamborghini, Ferrari, McLaren လိုစူပါကား hyper ကားတွေကိုရဲကားအဖြစ်တောင်အသုံးပြုထားပါတယ်အမြန်နှုန်းက350ရ420 km/h အထိရောက်နိုင်ပြီးengine power က1000 HP ကြိုတွေဖြစ်တာကြောင့်ကဘာပေါ်ရဲကားတွေထဲမှာ performance အမြင့်ဆုံးလို့ပြောလို့ရပါတယ်။ဒါပေမဲ့ technology နဲ့ practical ဘက်ကိုကြည့်မယ်ဆိုရင်ဂျာမနီရဲကားတွေကလည်းအရန်ကောင်းပါတယ်။ BMW, Porsche, Mercedes တွေကိုသုံးပြီး handling, safety နဲ့ daily patrol မှာအလွန်ထိရောက်ပါတယ်။နောက်ပြီးရဲကားကောင်းတွေသုံးနေတဲ့နိုင်ငံတွေရှိပါသေးတယ်။ Italy, United States, Japanအင်္ဂလန်စတဲ့နိုင်ငံတွေမှာလည်းကားကောင်းများကိုအသုံးပြုကြပါတယ်။ကားနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ fact တွေကိုစက်တိုက်ကြည့်ခြင်းကြီး follow လုပ်ထားလိုက်တာ။